ပြီးခဲ့တဲ့သင်ခန်းစာတွေထဲမှာကျွန်တော်လေ့လာပြီးသွားတဲ့ဟာရှိတဲ့ခေါက်မှာလည်းကျွန်တော်ဆက်လက်ပြီးလေ့လာရအောင်ဒါအများကြီးရှိရဒါပြီးမှပဲကျွန်တော်汉字သူက Chinese ရဲ့ character တွေတွားမယ်နော်အရင်ဆိုတာသူကပို့ဖို့မဖို့သူကစကလုံးအတက်ထွက်ပေါ်ရအောင်လုပ်ရအောင်ပထမတစ်လုံးကပိုအန်ပ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 န်ဒီမှာနှလုံးတိုင်မှာပေါင်းတော့ဘယ်လိုပြောမလဲပထမရှိရတဲ့ငါးစာဒီမှာပန်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 ဒီမှာပန်ပန်မပေါဒီမှာပန်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 ပိုပန်ပန်ချ的ပန်ပိုနော်ဒါပိုပန်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 的笨蛋的笨一本书的嘞少的欧嘛懂的笨对吗ပိုပန်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 那的话ပို一冰冰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 冰波音冰冰冰斑板板奔本笨冰冰冰冰ဒီမှာရှိရဒီမှာက声母波和后鼻韵母的鼻子的后鼻韵母然后进来吗然后拍满地靠嘛波呢不帮忙的帮棒的棒肩膀的膀大肩膀的不空里大点到汉字里面多了但跳你练了呀不不崩溃的崩不崩波音冰波音冰ဒီမှာရှင်းရတယ်ဒီနောက်ဆုံးမှာပိုယန်ပြန်EN เนาะဒါ E နဲ့ N နဲ့ပေါင်းလိုက်တဲ့အချိန်သူကတန်က EN ဖြစ်သွားမယ် EN ဒီမှာကလေ E နဲ့အောင်နဲ့ပေါင်းလိုက်တဲ့အချိန်မှာ E အောင်ပို E N နဲ့ပေါင်းလိုက်တဲ့အချိန်မှာ EN ဖြစ်သွားမယ်ဆိုတော့ပို EN ပြန်ဒီမှာဒီတစ်ခုကဒီမှာဟုတ်တယ်ပြန်ဒီတစ်ခုမှာဖက်နေအောင်ဒီတစ်ခုမိထားလိုက်အောင်ပြန်的ဒီတစ်ခုကဒီမှာဟုတ်တယ်နော်ပြန်一边的边的ဒီတစ်ခုကဒီမှာဟုတ်တယ်ထားလိုက်ပါဦးပြန်ပိုနဲ့ရီအောင်နဲ့ပေါင်းလိုက်တဲ့အချိန်မှာ标准的表的手表的表အစားနဲ့ဖက်ပြမယ်ပန်ပိုအန်ပန်ပိုပန်波一冰波昂邦波波一冰波一波一အဲ့ဆိုတော့လေးလာမယ်မနေ့ပြန်လဲဆက်လက်တင်ပေးမယ်အများကြီးရှိရတော့ရှိရတော့အများကြီးဒါပြည့်ရင်မနေ့ပြန်လဲဒါမျိုးတွေပဲအများကြီးရှိသေးတယ်